ရသော်ပြလက်တကအလွန်တရာမှလိမ္မာရေးချရှိတဲ့ကျင့်ဝတ်ပฏิပတ်နဲ့ပြည့်စုံတဲ့တာနုတာမဏေဆိုတာရှိတယ်အဲ့ဒီကိုရင်ကငယ်ငယ်လေးတွေကစသာသနာ့ဘောင်ကိုရောက်လာတာဆရာဥပ္ပဇေရီရဲ့အပေါ်မှာလည်းပဲအလွန်တရာမှသူကကိုကြီးဝင်းငယ်ကိုပြည့်စုံစေတယ်အထူးသဖြင့်သူ့ရဲ့အည်သွေးကမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာကြီးတွေကိုကျွမ်းကျွမ်းကျင်ကျင်ရအောင်ကြက်မှတ်ပြီးတော့တရားဟောပြနိုင်စွမ်းတတိရှိတဲ့အည်သွေးဟာသူ့ရဲ့ထူခြားချက်ပေါ့အဲ့ဒါသူ့ရဲ့အည်သွေးကိုမြင်လို့သူ့ရဲ့ဥပ္ပဇေဆရာတွေယဟန်တော်တွေကလာပြီလာကိုသတင်းတွေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကိုရင်ကိုတရားဟောခိုင်းတာအဲ့ဒါကိုရင်ကသူကြက်မှတ်ထားတဲ့ပါဠိတော်ဒေသနာကြီးတွေကိုရွတ်ဆိုပြီးတော့ရဲရဲတင်းတင်းရဲရဲဝံ့ဝံ့တရားဟောရဲတယ်တဲ့လူတွေကလည်းအရင်သဘောကျကြတယ်အထူးသဖြင့်ဒီကိုရင်ဟောတဲ့တရားကိုလူတွေမကောက်ဘူးနတ်တွေပါနာတာတောင်ရှိတယ်တဲ့ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေဖို့ဆိုလို့ရှိရင်နတ်တွေကလည်းတာတုခေါ်ရတယ်ပေါ့အဲ့လိုနတ်တွေတာတုခေါ်ရတဲ့အထဲမှာလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာတာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နှာရတယ်နောက်နတ်တွေကအမြဲတရားနာရင်ဒီကိုရင်လေးကဒီဘီလူမရဲ့အရင်ဘဝတုန်းကသားတော်ခဲ့တာဟုတ်လားဒါကြောင့်မလို့ဒီဘီလူမကသူကသွားလေရမှာမျက်နှာပွင့်ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲ့ဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်တယ်ကိုရင်ကဒါတွေကိုမသိပါဘူးတို့သူဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စအဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့နော်16နှစ်19နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ်စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောတော့ဆိုတော့သာသနာ့ဘောင်မှာမနေချင်တော့ဘူးလူထွက်ချင်လာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွ